တရားစီတရားစကားနဲ့ဘယ်လိုချဘူးလဲဆိုတော့ကြောက်စောင့်စင်မပြရလည်းရှိရပါစိတ်ထဲစကားနဲ့ထူပြောချင်လို့ချိန်ခါတော့ပေးပါစနေလက်တွေ့ထပ်ကြတဲ့နေ့ရက်တွေရှိလားကိုဒုက္ခကိုကလွဲချပဲသူမှမသိပါမိသားစုကလွဲပြီးအနားမှာဘယ်သူမှလည်းမရှိပါစောင့်ဆန်ရတဲ့ဘုတ်တစ်ခုပတ်ဝန်းကျင်မှာရန်စီတာခါလေးကြရိုင်းပင်ကူနေသလိုလိုနဲ့အပေါ်စီးကလည်းခိုင်းရင်လူငယ်တယောက်ပြုတ်ကျသွားတယ်တက်တက်ပုံခတ်တဲ့မိုင်းတွင်ကဲဒါတွေက 2K 5နောက်ခံရတဲ့လူငယ်တွေရဲ့ဘဝပဲမြစ်တနေရာကိုရောက်ချင်လို့တက်လန်းတွေကိုငါရှာစေရှောင်းမလန်းတဲ့အနာဂတ်ကိုကြိုသိနိုင်မဲ့စေမရှိခဲ့ချစ်မဖင်များနဲ့ကောင်းလေး Q site ဒီ game ကအရေးကြီးတယ်ကိုတော်ထင်မကြီးတာမင်းဆိုရင်ဝေးကြီးပဲတယောက်တည်းနေရင်မိသားစုမပါတဲ့ငါဘောငါပြန်တွေးကြည့်တယ်ရင်တီလောက်ခဲ့တဲ့ຢာတွေကလက်တွေမှာရင်မကြည့်ခဲ့လွတ်မြောက်သွားတဲ့နေ့ကျစိတ်ချမင်းတို့ရဲ့အဝေးဆုံးကိုပြေးပြီးပဲဝါဆိုတာကလည်းညီငွေကြတွေပေါ်သားနေတာကြည့်လို့ပဲဖြတ်တန်းတယ်ချိန်တန်ရသေးတာယောဂ fuck ဒါကဘွာလာပြောစားသိမကောင်းမှုရုပ်ရှင်တကားလို့ပဲငါကြည့်နေရင်နဲ့ကောင်းမှုငါလောက်ခဲ့တဲ့ကောင်းမှုအကုန်လုံးအကြောင်းပြုကောင်းတဲ့ဘွာလေးရရှိခဲ့ရင်အဲ့ဒီဘွာကိုပြောင်းမယ် fuck ဒါကဘွာလာပြောစားသိမကောင်းမှုရုပ်ရှင်တကားလို့ပဲငါကြည့်နေရင်နဲ့ကောင်းမှုငါလောက်ခဲ့တဲ့ကောင်းမှုအကုန်လုံးအကြောင်းပြုကောင်းတဲ့ဘွာလေးရရှိခဲ့ရင်အဲ့ဒီဘွာကိုပြောင်းမယ်နေတိုင်းနေနေညီငွေပြတာတွေပဲကြုံနေရတယ်ဒီတူကလောက်တယ်အမြဲလောက်ရတာဟာပုံသေးကပဲဟုတ်တာတွေရှောက်ရှောက်ပြောနေတဲ့လူတွေကိုယုံရင်မှားမယ်ဒီတိုင်းပဲဆက်သွားမယ်ဘွာကခါချင်းလဲခါမယ်အမှုပညာဝမ်းသာမပြေတဲ့ကောင်းနေခေရေးစီချောင်းမှာမျောပါအတူနဲ့အစ်စ်ကိုအလေးပွင့်ကိုဖလိုနဲ့ကိုပဲမျောကွာခတ်တော့ခတ်သားပဲဒီကောင်းနေရှမ်းရှိရှောက်ပေါ်တာ rapper X1 living straight ဖို့မင်းတို့လို့တော့မကြရှေ့ကနေစောက်ပေါ်မလုံးနဲ့နောက်ကလူငယ်တွေကတင်းလဲလို့မင်းတို့လို့စောက်ချက်မရှိမလုံးလို့နာမည်မကြီးလဲဖြစ်တယ် bro စောက်ပေါ်လုံးလိုက်တဲ့ရန်ပေါက်ဖို့လွယ်တဲ့ဒီခေတ်ထဲကနောက်တဲ့လူငယ်တွေကိုပဲဖျားကလာပြီးခဲ့မလဲချို့တွေကလမ်းမပို့ဘူးလမ်းမမရောက်အောင်ပဲဖေးမှတာငါကတော့ရှင်းတယ်လေးစားတင်တဲ့လူကိုပဲလေးစားတာကြဲတန်းကြမတန်ဘူးငါတို့ရဲ့အချိန်တွေကိုတေးရတာစိတ်ထဲကခံစားချက်တွေနဲ့ဒီတစ်ချင်းကိုရေးထားတာချင်းရတာဒီမှာပြည့်ချင်းရတာဒီမှာပြည့်စိတ်ထဲမှာလည်းကုန်ရှိတယ်အစိတ်ထဲမှာငါပြောချင်တာချင်းလေးပါချင်းလေးပါဗီဒီယိုတွေကိုဒီမှာမျိုးပါချင်းလိုက်ပါရှင်း